ကျွန်တော်မြန်မာစီပါဘာပြောချင်တာလဲအခုက challenge ပေါ့နော်ကျွန်တော် late 20ဖြစ်သွားပြီဆိုတော့ late 20ဆို28ကိုပါ29ပါ30ပြည့်တော့ပြီတဲ့မှာအဲ့လိုအမျိုးဆိုတော့တဲ့ဒီတိုင်းဒီလိုမရတော့ဘူးဘာညာတဲ့မှာတာမယ်ပဲဖြစ်မှာဒီတိုင်းအလုတ်ပြီးကလေးမွေးဒီတာမယ်ပဲဖြစ်မှာဆိုတော့ဘာပြစ်မပြောဘူးတာမယ်ဘာမှမပြောဘူးကျွန်တော်ကတော့အဲ့လိုမဖြစ်ချင်တဲ့လူဆိုတော့အဲ့လိုမဖြစ်ချင်အောင်လုပ်ရမှာပေါ့နော်မဖြစ်ချင်ရပေးဆက်ရမှာပေါ့အဲ့ဒါမှကျွန်တော်ယုံနေရတော့ import ရှိရင် output ရှိရင်တဲ့မှာအဲ့လိုမျိုးအဲ့ကြောင့်ကျွန်တော်အခုက challenge အကြတော့ကျွန်တော်အကုန်လုံးပြောပြနေဆိုနေအဆင်မပြေတော့တဲ့မှာprivacy တွေပါညာတွေပါသွားပြီဆိုတော့ journey ကိုတွားတဲ့ဟာကို social media ကိုတဲ့မှာကျင်ညာတဲ့ပုံစံမျိုး declare လုပ်တဲ့ပုံစံမျိုးညာဝက်ကြတဲ့တဲ့မှာအဲ့လိုမျိုးလုပ်ချင်တာအဲ့ဒါမှပို့ပြီးတော့ဘယ်လိုပြောမလဲဒါ inspiration ပါနေတဲ့အဲ့လိုမျိုးဖြစ်သွားမလားကွာဟိုဖြစ်သွားပြီဆိုရင်ပြောရတယ်ဥမာကျွန်တော်အထင်ကြီးတဲ့လူပြောပြမယ်ကျွန်တော်ဘယ်လိုလူလုံးနေညီရဗျာပြောရမယ်ဆိုရင် နဲ့လုံးနေညီအဲ့လိုမျိုးလူအထင်ကြီးကျွန်တော်လည်းအဲ့လိုမျိုးဖြစ်အောင်စူးစမ်းနေတယ်ဆိုတော့သူတိုင်းရှိရဗျာ goal တွေရှိတယ်သူတိုင်း goal တွေရှိတယ်လောက်တာပဲရှိတယ်အဲ့ဒါကိုကျွန်တော်လုံးဝ maximum သွားတဲ့ဟာကိုဘယ်လိုစူးစမ်းသွားမလဲဆိုတာကျွန်တော် journey ကိုလိုက်ခဲ့ဖို့ပြောချင်တာ follow along my journey peace